မြင့်မြတ်တော်ဝင်အစရေနံချောင်းမျိုးကပါဒီရုပ်သံဗီဒီယိုဖိုင်အပိုင်းနှစ်မှာကြားသိရမှာဖြစ်ပါတယ်မကွေးမြို့အခြေဆိုင်မြင့်မြတ်တော်ဝင်ကုမ္ပဏီရဲ့သီးနှံရောင်းဝယ်ရေးလုပ်ငန်းကပြီးခဲ့တဲ့နှစ်ပေါင်း30ကျော်ကတည်းကရေနံချောင်းမြို့မှာစတင်အခြေတည်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့1993ခုနှစ်မှာသီးနှံရောင်းဝယ်ရေးလုပ်ငန်းကိုအမှတ်မထင်ရောက်ရှိလာတဲ့အကြောင်းကိုဦးမြင့်အောင်ကအခုလိုပြောပြပါတယ်ဟုတ်ကဲ့ပါကျွန်တော်တက်ကလို့ကြောင်းတာဘွားပြီးတဲ့အခါမှာမိဘရဲ့လက်ငုပ်လေရင်ပေါ့နော်ကုန်းစုံတိုင်းလုပ်ငန်းလေးကိုလုပ်တယ်ပေါ့လေလုပ်ရင်းနဲ့ပဲကျွန်တော်တို့ကဒီတီတခုခုတော့လုပ်ငန်းကိုတော့ထပ်ပြီးတော့တိုးချဲ့ပြီးတော့လုပ်နေတယ်ဘာလို့ရင်ကောင်းမယ်စဉ်းစားရတာကြတော့ပေါ့နော်ကျွန်တော်တို့ငါဘာကျွမ်းကျင်နေပေါ့နော်ငါဘာကိုစိတ်ဝင်စားလဲပေါ့နောက်ကြတော့ဘာပဲလုပ်လို့ပေါ့နော်ကျွန်တော်တို့အင်ဂျင်နီယာပဲနေနေဆရာဝန်ပဲနေနေအမှုပညာရှင်ပဲနေနေစီးပွားရေးသမားပဲအချိန်ကနောက်ငွေပဲသူကရှာရတယ်ပေါ့လေဝင်ငွေဆိုတဲ့ဝင်ငွေကိုပဲရှာကြရတယ်ဆိုတဲ့ဟာကိုသွားတွေ့ပြီးတော့ဒါဆိုရင်ကိုဝါဒနာပါတယ်ပေါ့ကုဒေတာနဲ့လည်းကိုင်းမဲ့ဟာကိုရွေးချယ်လိုက်တဲ့အခါမှာဒီကောက်ပဲသီးနှံလိုင်းကိုကျွန်တော်အမှတ်မထင်ရောက်လာတယ်ပေါ့